40လောက်ရှိတဲ့ဟာကိုတလုံးမကြံပူဇော်ဘူးလေဘုရားရဲ့စကားတော်တွေကိုငါတလုံးမကြံပူဇော်ဘူးလေဆိုတဲ့ပီတိလေးဘဝတန်ဖိုးလေးရကျင်လို့မန္တလေးမှာဝိသတော်ဆရာတော်ဘုရားကြီးကဟိုတလုံးမကြံပူဇော်သွားတာဥက္ကဋ္ဌတစ်လျှောက်မှာ3ခေါက်ပြီးသွားပါလေဒါမှမဟုတ်ပြီးတော့လေအဲ့လိုပူဇော်နေတယ်လို့ပြောတော့ကောင်းတယ်ဘုရားလို့ပြီးတော့လည်းပဲပူဇော်ပါမယ်လို့ပဋ္ဌာန်း၅ဦးကြီးပဲပူဇော်ခဲ့တာတော့အချိန်မနည်းတော့ပါဘူးလို့အဘိဓမ္မာပိဋကကြီးပဲ12အုပ်ကိုပူဇော်ခဲ့တာလည်းတစ်ပေါင်း3ပေါက်တော့ရှိပါပြီပိဋက3လုံးအကုန်လုံးကတော့တပိတော်ပါဠိပါရဂုခေတော်ဝိနည်း၅ကျမ်းအကုန်လုံးပါဠိတော်သာသနာတိကာတွေကြည့်အောင်ကြည့်ခဲ့ရတာလည်းရှိပါဒါစာမွဲဖြေဖို့ဘုရားကိုပူဇော်တဲ့သဘောမျိုးနဲ့လုပ်ခဲ့တာမဟုတ်ဘူးကျန်တဲ့ဟာတွေလည်းပဲကိုယ့်ရဲ့သင်ရိုးအနေနဲ့သင်ခဲ့ရတာလည်းရှိပါတယ်ဘုရားကိုပူဇော်တဲ့အနေနဲ့ဘုရားရှိခိုးထိုင်ပြီးပူဇော်ခဲ့ရတာတော့ဟုတ်အဲ့ဒါနဲ့အဲ့ဒီကနေစပြီးသူနဲ့ပြန်ပြီးတော့ပြောပြီးတော့ပူဇော်လာခဲ့တာမှာအစအနေစပြီးပူဇော်လိုက်တာမှာပြီးတော့မှအကုန်လုံး9ကျမ်းလုံး12အုပ်ပြီး5ကျမ်း5အုပ်ပြီးတော့သုတ်တန်တွေတော်တော်များများပူဇော်နေပါအဲ့တော့ဘုရားဟောခဲ့တဲ့စကားလုံးတွေကိုငါတစ်လုံးမကြံပူဇော်ဘူးလေဆိုတဲ့အသေးခင်လေးမှာဒီကနေ့ဒီအောင်လေးနဲ့မြန်တရားရင်ကောင်းတဲ့ဘဝတွေရောက်နိုင်တဲ့နောက်ဘဝတို့ဘယ်ဘဝရောက်တယ်ဆိုတာမသိနိုင်တဲ့အတွက်ဒါတို့ကြောင့်ဟုတ်လားဒီမှာကြီးတော့အောင်လွယ်တို့ဒေါ်တင်ဒီလာဝင်းတို့ဒေါ်တင်ဒီလာဝင်းတို့ဥဆောင်ပြီးတကလားဟုတ်လားသူတို့ဒုက္ခသိင်ကြီးဓမ္မအများပူဇော်တဲ့အဖွဲ့ဝင်များပဋ္ဌာန်းတရားတွေငါးအုပ်လုံးကိုပူဇော်ကြတာဟာအင်မတန်မှကိုဝမ်းသာစရာကြည်နူးစရာဂျင်းနှံ့စရာကောင်းလာပါလေဒါတွေတိုးပြီးတော့ဒီမှာ9ကျမ်းနေလည်းပဲပူဇော်ကြဖို့ကိုလည်းပဲတိုက်တွန်းလိုပါတယ်ဒါတွေများခြေရရင်တော့ဒီကတော့သို့တော့ဆရာမကြီးတို့ရောအားလုံးနောက်ကဓမ္မတွေရောပူဇော်တဲ့နေရာမှာပူဇော်ရဲဆိုတဲ့ခါလေးနဲ့စိတ်ထဲမှာပူဇော်ရင်ကိုအကျိုးတွေကတော့များလာပါသို့တော့ရွတ်ဖတ်တဲ့လက်ကမှန်မှန်ကန်ကန်ပိပိသတာတိတိကျကျလေးနဲ့ပါဠိဘာသာတွေကိုမှန်မှန်ကန်ကန်ရွတ်ဖတ်နိုင်ရင်တော့ပိုးပြီးတော့အကျိုးများပါလိမ့်မယ်ဘုန်းကြီးအားဒီကျောင်းရာလေးကိုဘုန်းကြီးဆရာသမားတစ်ပါးကြွလာတော့ဒီကျောင်းလာလေးကိုသူလည်းဝမ်းသာအောင်လျှောက်ပြတော့ဆရာဟာဆရာပဲဆိုတာအဲ့ဒီနေရာမှာဘုန်းကြီးတို့အတိအမှတ်ပြုလိုက်ပါတယ်သူကပြောတယ်အေးကွာတဲ့မင်းအဲ့လိုပူဇော်တာလဲဝမ်းသာပါတယ်ငါလည်းသာဓုခေါ်ပါတယ်အဲ့လိုမပူဇော်ခင်မင်းပါဠိပါရဂုပြီးလို့ပါရဂုဆိုတာတော့တစ်ဖက်ကန်းကတန်းရောက်တယ်လို့သိတယ်ရတယ်မင်းမတတ်ပါဘူးတဲ့ပါဠိတွေအကုန်လုံးမြန်မာလို့မသိပါဘူးအဲ့လိုဆိုတဲ့အခါကျကိုပူဇော်တော့မယ်ဆိုရင်ဒီကနေဒီထိအောင်ညနေကိုပူဇော်တော့မယ်နေ့လေလောက်ကနေပြီးတော့အဲ့ဒီအတိုင်းဓာတ်တွေကိုပူဇော်မယ်အတိုင်းဓာတ်တွေမြန်မာဗျာလေးတွေရောအရင်ဆုံးဖတ်ပြီးပူဇော်ရတော့မြန်မာလူလည်းသိတော့ပူကောင်းတယ်ကွာလို့ပြောတော့ဟုတ်ပါတယ်ဗျာလို့အဲ့ဒါအမှန်မှပြီးတော့အဲ့ဒါတွေသတိမထားပြီးအခုတော့ပိဋက3ပုံပေါက်အောင်တော့အမြန်ဆုံးပြီးတော့